Camp ဒုတိယနေ့ဇူလိုင်လ2ရက်နေ့2025ဒီနေ့မနက် breakfast ကတော့ဒီချက်ကြီးတောင်းကြပါတယ်ချက်ဦးလေးကျော်နဲ့ hash brown နဲ့မအူချောင်းလေးနဲ့လုပ်ပါမယ်ဒီနေ့တည်ထားတယ်coffee ဖြောဖို့လည်းအဆင်ပြေတယ်Breakfast is ready. Have a cup of coffee and my love. Alright, tomorrow need is our shit. Also, you game in a channel. Wame, swim me. Ye gume, go yet, then sound it. When I got daddy, let me pan feed her or more worry. Okay.看手表，你摸一个，他妈眼睛啊呗，对吧？带来呗努嘞，是啊，不老记得是吧？是。nó đỏ té lên mà nấu vào đi cháu đi phóng trên này lại sẽ lạiကျမတို့ campground ဆိုလို့ရှင်ချန်စီရွာနေပြီးတော့ဒီမှာ co-op ဆိုင်ရှိပါတယ်ကုန်စုံဆိုင်လေးစုံမစုံဒီမှာဒါ co-op grocery ကုန်ရှိတယ်ဒါတော့ local ဆိုင်လေးတွေ ice cream shop ဒီမှာဆိုင်လေးတွေရှိတယ်စားသောက်ဆိုင်တွေရှိတယ်
art and craft ဆိုင်လေးတွေရှိတယ်ဒါလည်းစားတော့ဆိုင်လေးတွေပဲမထိုင်စရာနေရာလေးတွေရှိပါတယ်ကားလမ်းတစ်ဖက်မှာရှိတဲ့ပန်းဆိုင်လေးစားလိုက်တာပန်းတွေကိုစုံနေရပဲနှင်းစီပြန်မှုလိုက်တာtropical ပင်နေမလားတော်တော်တာရတယ်ထိုင်ဖို့နေရာလေးတွေလည်းလုပ်ထားပေးတယ်ဒီနေ့ညနေအတွက်ပြုံးလို့ကတော့မနေ့ကကျန်တဲ့ဝတ်သားလေးရယ်ခရမ်းလေးတွေကိုခုတ်လိုက်ပြီးတော့ကျန်တဲ့နေလေးနဲ့စီစေးလေးနဲ့လုပ်ပါတယ်ပြီးရင်ဆိုလေးတွေပြင်အောင်ပဲready ပါပဲချက်ပါပြီပစိုးရင်ဝတ်သားရယ် chicken wings ရယ် candy တုပ်ရယ်ထမင်းလေးတွေကျန်လာကြော်ထားတယ်ဆက်လက်ရွက်နဲ့ okay ready 9 နာရီနဲ့35မိနစ်ရှိပါပြီအလင်းရောင်ရှိသေးတယ်မမောင်သေးဘူးဒီနေ့တော့စားပြီးတောက်ပြီးပြီအလုံးနာကြပြီဒီနေ့ campfire လေးနဲ့ဆုံးသတ်ပါမယ်မနေ့ကတော်တော်ပူတော့ campfire တော့မလုပ်နိုင်ဘူးဒီနေ့တော့နည်းနည်းအပူတက်တာတယ်လေလေးနဲ့တိုက်တယ်အနူးရည်တွေပါတယ်ဝေးရတယ်ဆိုတော့ဒီကနေ့တော့ဒီလောက်နဲ့ပဲဆုံးသတ်ပါပြီ good night everyone